Okay အခုကတော့ကျွန်တော်တို့ရေရှင်လုံးမှာဆိုတာထက်အရင်လိုပဲကျွန်တော်မှတ်တမ်းတင်မှာဖြစ်ပါတယ်ဘာမှတ်တမ်းတင်မလဲဆိုတော့ထုံးစံတိုင်းပဲကျွန်တော် line ပေါ်တက်ပြီးတော့မင်းတို့ကလည်းဘာဖြစ်တယ်ညာဖြစ်တယ်เนาะအဲ့တော့တတိရှင်လာခဲ့เนาะငါတို့တက်ပြီးတော့ထိလို့မရဘူးအသေးကျုံးမှာဆိုတဲ့ကောင်လေးเนาะအဲ့ line ပေါ်တက်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ဟလာအားချောင်းတဲ့ကောင်လေးလွန်ခဲ့တဲ့ဘယ်နေ့တရက်က2ရက်ကလားမသိဘူးဒီ line ပေါ်တက်ပြီးတော့เนาะအဲ့ကောင်လည်း reaction လုံးပဲခုဒီကောင်ချင်း reaction လုပ်ကြတာပေါ့เนาะအဲ့နှစ်ကောင်စလုံးကိုကျွန်တော် reaction လုပ်လိုက်ရင်ကောင်းမှထင်တယ်เนาะOkay အဲ့ဒါဒီကောင်အရင် reaction လုပ်မယ်အဲ့တော့ဒီမှာပုံမိုက်ခဲတငယ်လေးမင်းပြောထားတဲ့စကားမင်းမမိရနော်ဟဲ့ငါလည်းမမိရမင်းပြောထားတာစစ်ကြောင်းတရားထွင်80လောက်ကပေါ်တာဆွဲခံရတဲ့ပတ်စာတွေပါလို့20လောက်ပဲအမှန်ကန်နေပါတယ်လို့မင်းပြောထားတာနော်အေးငါပြောလိုက်မယ်ငါတို့မြင်းညံပြူစစ်ကွန်မန်ဒိုတွေကပေါ်တာဆွဲခံရတာမဟုတ်လို့ပေါ်တာဆွဲခံရလို့ပြူစစ်တဲ့ရောက်တာလည်းမဟုတ်ဘူးကိုခံအောင်ချက်ကိုနာကြည့်ချက်ကိုယုံကြည်ချက်ကိုသဘောနဲ့ဝင်ထားတဲ့ကောင်လေးဒီမှာဘုမိုက်ခဲမြေပြင်မှာတွေ့ရင်တော့မင်းတို့ဖွေးရကောင်လေးလက်နှစ်ချအလင်းဝင်လက်မြောက်မရဘူးနော်ကိုကြီးတို့ကပြည့်မှာမှတ်တာမကြောက်တဲ့မြေပြင်မှာတွေ့နော်တွေ့ရင်ဆိုတော့ထပ်ပြောချင်တာကလည်းဆိုတော့ပထမတစ်ခုကမှတ်ထားပါလေဒီကောင်နော်အဲ့ဒါဘယ်ချိန်မှာဘယ်လိုဒုက္ခရောက်ပြီးတော့နော်ဘယ်လိုမျိုးကျွန်တော်တို့ရည်စရာကောင်းမလဲပေါ့အဲ့တော့သူစကားကိုကျွန်တော်ပြန်ဖြည့်ပြီးပြောလိုက်မယ်အဲ့တော့ခုနကဘာပြောလဲဆိုတော့နောက်ဆုံးမှာမင်းတို့ကလေလက်နဲ့ချတာကြီးအလင်းဝင်တာကြီးအလံဖြူပြတာကြီးလာမလုံးနဲ့ပြစ်မယ်ဆိုတဲ့စကားပြောတာနော်အဲ့ဒါကအကျန်းဖက်စစ်တပ်ရဲ့နော်ဒီလက်နဲ့ကိုင်အကျန်းဖက်ရာဇဝတ်ခိုင်းနေရဲ့လောက်ရတဲ့စိတ်ဓာတ်နဲ့အပြောဆိုရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တော်လိုင်းအရာစုတွေဘက်မှာအဲ့ဒါမျိုးမရှိဘူးအဲ့တော့ရန်သူဆိုတာမျိုးကဒါကိုမဖြစ်မနေပဲတိုက်ပွဲကြားထဲမှာပဲကျွန်တော်ထားကြတာများတယ်ကျွန်တော်တော်လိုင်းညီကိုတွေကနော်လက်နဲ့ကင်ထားတဲ့စူစုံညာလည်းပဲကျွန်တော်တော်လိုင်းညီကိုတွေလက်နဲ့ကင်ထားတဲ့ဆိုတာကိုယ့်ကိုခုခံကာကွယ်ရုံအဆင့်သာအဓိကဦးစားပေးပြီးတော့လက်နဲ့ကင်တာဖြစ်တယ်နော်အခုလိုမျိုးတွေ့ရမလားအဲ့တော့မင်းတို့အလံဖြူပြရင်လက်နဲ့ချိုင်တာမှမရဘူးတဲ့ငါတို့ပြစ်မှာနော်ဆိုရက်စကားပါနော်ထပ်နားထောင်ကြည့်မလားကျွန်တော်တို့ထပ်နားထောင်ကြည့်မယ်ကိုနာကြည့်ချက်ကိုယုံကြည်ချက်ကိုသဘောနဲ့ဝင်ထားတဲ့ကောင်လေးဒီမှာဘုမိုက်ခဲမြေပြင်မှာတွေ့ရင်တော့မင်းတို့ဖွေးရကောင်လေးလက်နှစ်ချအလင်းဝင်လက်မြောက်မရဘူးနော်ကိုကြီးတို့ကပြည့်မှာတွေ့ရနော်ဒီကောင်လေးစိတ်တက်အဲ့တော့သူတို့တွေကဒီကောင်ကြားခံခိုင်းကြီးပဲပြောတော့မှာအဲ့တော့ဒီကောင်လက်နက်ကိုင်အချက်ဖက်ခိုင်းကြီးကလော်ဘီတွေပြောကြတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီအမျိုးအချက်ဖက်တဲ့စစ်သွေးကြွတယ်ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့တက်ခိုက်တာရှိတယ်နော်စစ်သွေးကြွတယ်အချက်ဖက်တယ်ဆိုပြီးပြောကြတာရှိတယ်အဲ့တော့ဒီစကားနားထောင်ရင်ဘူးပြီးရှင်းတယ်နော်သူတို့ပြောတာရင်နားထောင်ဘူးပြီးရှင်းတယ်အဲ့တော့ကျွန်တော်တို့တွန်လိုင်းအင်အားစုတွေကရှင်းတယ်ရှင်းပါလေအများကြီးတွေ့ရတယ်အဲ့တော့အလင်းဝင်ပါလက်နက်ချပါနော်ညီကူတွေဖြစ်တယ်ရန်သူတွေမဟုတ်ဘူးဆိုပြီးတော့အမျိုးမျိုးကျွန်တော်ကိုယ်တိုင်လည်းပြောတယ်ကျွန်တော်မြေပြင်မှာရှိရဲ့တော်လိုင်းညီကိုတွေကိုယ်တိုင်လည်းပြောတယ်အဲ့အားလုံးကလည်းလက်နဲ့ချအလင်းဝင်ကြတာရှိရကြတော့အကုန်လုံးကညီလိုကိုလိုဖြစ်သွားတာဒါမျိုးမဟုတ်ဘူးနော်ဒါမျိုးမဟုတ်ဘူးအဲ့တော့တိုက်ပွဲတင်မှာမဖြစ်မနေပြစ်ကြခတ်ကြတဲ့အချိန်မှာဒါပြစ်ကြခတ်ကြတာတက်ကြဖြတ်ကြတာဖြစ်တယ်တကယ်တော့ကျွန်တော်တော်လိုင်းစိတ်ဓာတ်ကအဲ့လိုမျိုးမရှိဘူးသူတို့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့စစ်သွေးမကြောက်အဲ့တော့ကျွန်တော်တို့ကလူသားချင်းစာနာစိတ်ရှိရဲပြီးတော့ကျွန်တော်တို့မှာမုံတိစိတ်ဆိုတာတကယ်တော့မရှိသူတို့ကပြောတာပေါ့လေစစ်တပ်ကိုမုံလို့ဆိုတဲ့စကားတွေပြောကြတာရှိရဲမဟုတ်ဘူးနော်ဒီမှာသူပြောတာပဲနားထောင်ကြည့်အမတန်မှရုံမှာကောက်ကျစ်တဲ့တကယ်ကိုပြောစရာစကားလုံးမရှိဒီကောင်နဲ့ပြောလည်းမနာဘူးဆိုတော့ကျွန်တော်ဘယ်လိုပြောမလဲမသိဘူးနော်အဲ့တော့အလံဖြူပြလို့လည်းမရဘူးနော်ပြောကြားရနော်လက်နဲ့ချလို့လည်းမရဘူးတတ်ပါပဲအဲ့တော့ဒီကောင်လေးစိတ်ဓာတ်နဲ့အကျင့်တွေကိုအရင်ကတည်းကသိထားပြီးသားဖြစ်တယ်ဒါတော့အခုကျွန်တော်ထပ်လောင်းပြန်ပြီးတော့ reaction လုပ်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ဒီကောင်တွေကိုကျွန်တော်တို့ကစုံမမှာဖြစ်ပါအဲ့တော့ကျေးဇူးတင်ပါတယ်